公所丈夫命令打扰东巴西的，今说受个对能，那也踏入他家的，受个对命大能，今说命踏入那屋的，公所丈夫命过难查的，今说命大难得开的，今说命大的，到来托年，难道受个对意，路渐渐看个呀的，头脑受个对命大难得开的。สุกติมินดีอนอยธามิอีเมโรโกมีพยาမြောက်ခဲ့သည်ထို့ကြောင့်อนอยธามินดีမကျေနပ်သည့်အတွက်สุกติမင်းနှင့်အတူမြင်းကဘာအရက်တွင်တဦးချင်းစီးချင်းထိုးခဲ့သည်สุกติမင်းနတ်ရွာဆန်ခဲ့သည်อนอยธาမင်းနန်းတက်လာခဲ့သည်နန်းတက်သည်မှာစရီတိုင်းပြည်အတွက်ကျူးပန်းခဲ့သည်စီးပွားရေးကိုတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့သည်နိုင်ငံတော်ကာကွယ်ရန်အတွက်စစ်သည်အင်အားကိုစုဆောင်းခဲ့သည်အမျော်အမြင်ရှိသောဘရင်ဖြစ်သောကြောင့်ရေစွမ်းတတ္တိနှင့်ပြည့်စုံသောသူရဲကောင်းများကိုချီးမြှင့်မြောက်စားခဲ့သည်ကျန်စစ်သားငထွေယူငလုံးလက်ဖယ်ညောင်ဦးဖီပြတ်တအငင်ရွှေဖြင်းကြီးနှင့်ရွှေဖြင်းလေးဝသည်အနောယထာမင်းဤလက်ယုံတော်သူရဲကောင်းများဖြစ်ကြသည်ပခိုးတွင်ဂျွန်စစ်သည်များလာရောက်တိုက်ခိုက်ရာတွင်အနောယထာမင်းကကူညီ၍တိုက်ခိုက်ပေးသောကြောင့်ပခိုးဘရင်သည်ဂျေဇုတွန့်ပြန်သောအားဖြင့်မိမိ၏သမီးတော်မနိစန္ဒာအားအနောယထာမင်းထံဆက်တာခဲ့သည်ထို့နောက်နန်းချောင်မှအပြန်မောမီအမိရှိရှမ်းပြည်မှအုတ်ချုပ်သူသည်သမီးတော်စောမွန်လအားအနောယထာမင်းကိုဆက်တာခဲ့သည်ထို့ကြောင့်အနောယထာသည်ဖုတ်တကူအာနာကြီးမားသူဖြစ်ကြောင်းထင်ရှားနေခဲ့သည်အနောယထာမင်းလက်ထက်တွင်အယုဝါဒအမျိုးမျိုးရှိခဲ့သည်ရှင်အာဟာရဟံသည်ပကံတို့ကြွားချီတော်မူလာပြီးသည့်နောက်အနောယထာမင်းသည်ကြည်ညိုသောအားဖြင့်ရှင်အာရဟံဤဆုံးမစကားကိုလိုက်နာပြီးထေရဝါဒသာသနာတော်အဖြစ်ပြောင်းလဲစေခဲ့သည်သာသနာတော်ပြန်ပွားစေရန်အတွက်တထုံပြည်ရှိပိရကတ်သုံးပုံကိုအနိုင်ရယူတိုက်ခဲ့ပြီးဗုဒ္ဓသာသနာတော်ကိုထွန်းကားစေခဲ့သည်အနောယထာမင်းပကံတို့ရောက်၍မြို့တွင်သို့တရာဘတကားမှဝင်းနှမီအရှိအောင်သာမြစ်ချေအရက်တင်ကျွဲရိုင်းတကောင်သည်လူသူမသွားလာနိုင်အောင်ရန်ပြုသည်ဟုနားတော်ရှောင်သဖြင့်စီးလာသောရှင်တော်ကိုပြန်လှည့်ကာမြစ်ချီအောင်သားသို့ချီလေးတော်မူ၏ရောက်တော်မူ၍ကျွဲရိုင်းကိုမြင်တော်မူလျှင်စီးတော်မူသောရှင်တော်တံပြန်စွာကိုချွန်းဖွင့်၍လွှတ်တော်မူ၏တို့ရာတွင်ရှင်တော်ဘောလိမ့်ကြကကျွဲခတ်မိ၍နတ်ရွာဆန်တော်မူသည်